ဆောင်းနာကအာယုန်လေးမှာဘဲဥဆိုတော့ဘဲဥပါ3ညကာခါဂန္ဓာဆိုတော့နှစ်3ညနဲ့နှစ်နဲ့ပေါ့3ညနဲ့ဟောဟဲ့အရှင်းဆိုခိုင်းတာဘောလုံးပြန်စားမယ်ဆိုရချောင်းဖန်နဲ့ခုံဖန်နဲ့ချာရရကောင်းပေါ့တောင်းလိုက်ပဲတေချာတွေ့ချင်မပေါင်းပြီးမမြောင်၍စားကြတယ်ညာပါနဲ့ဒီညာကြီးမိန်မယူပြီးချင်တိုင်းမဲ့ဒါပါပဲအိမ်နဲ့တပင်းမာရမင်းကိစ္စမင်းပဲရှင်ရမယ်ဘာဝလဲပုံမှန်နဲ့ချက်ချက်မင်းတို့တညာပဲရှင်ရမယ်ညာနဲ့ဒီပါကိုစီညာကြောင့်တပင်းဖေးရိုင်းမယ်ပါပါနဲ့စားစရုံးတဲ့ခွဲကြတဲ့ငယ်ရင်ကချင်းမဖြစ်နဲ့ပြေးပြေးပဲကောင်းပါလေရေပေါ်ရင်တဲ့လမ်းဘေးမှာခလိုက်ရင်ငါပြေးပေါတဲ့